မင်္ဂလာပါဗျာမျိုးတွေနော်အဲ့တော့ကျွန်တော်2ရက်အတွင်းကိုပြန်ဖွင့်မဲ့2ရက်အတွင်းကိုဝမ်းချင်းတစုံပြပေးမယ်နော်သူကလည်းပြက်ပြက်မရှိဘူးအများနဲ့မှန်နေတယ်အဲ့တော့ဒီနောက်ပွဲကနေစစစ်လာခဲ့ပါနော်3ရက်2ပေါင်းပါနော်ဒီလေပေါင်းပါ2ရက်တစ်ဖြတ်နော်3ရက်2ပေါင်းနဲ့2ခွန်ချင်းရတယ်2ရက်အတွင်းနဲ့sorry ဗျာနော်ဒီပွဲအပြတ်ထားတယ်3-1အလဲပေါင်းပါနော်ဒါဘယ်ရက်မှမဟုတ်ဘူးနော်2ရက်တစ်ဖြတ်စယူလာတာဟုတ်ကဲ့2ရက်တစ်ဖြတ်မှာ3-1ပေါင်းနဲ့4-9ချင်း4-9ချင်း2ရက်အတွင်းဆင်းပြန်တယ်ပါနော်4-9လေးဆင်းပြီးတယ်ဒီမှာ2ရက်ပြီးသွားပြီအဲ့တော့2ရက်တစ်ဖြတ်မှာနောက်ထပ်ဒီမှာ1-9နော်2ရက်နော်1-9 5-3ညဒီမှာ5-3ညဆိုပြီးတော့2ရက်အတွင်းဆင်းပြီးတယ်5-3ညအဲ့တော့ဒီမှာ9-5ထပ်ပေါင်းမယ်ထပ်ပေါင်းတော့3-5လည်းနောက်ထပ်2ရက်အတွင်းမှာဆင်းပြရမှာနော်ဆင်းပြီးတဲ့ဆက်တိုက်9-3ညပေါင်းတော့3-5ပဲနော်2ရက်အတွင်းဒီမှာ9-5ဆင်းပြီးတယ်ဒီမှာ9-5ပေါင်းတော့4-9နောက်2ရက်မှာလည်း4-9နှလုံးမဖြစ်မနေဆင်းပြရမှာ4တွေဆင်းပြီးတယ်ဟုတ်ပြီနော်ဒီမှာ4ရက်5ရက်ပေါင်းတော့9လေးနှလုံးရတယ်နောက်2ရက်အတွင်းမှာမဖြစ်မနေဆင်းပြရမှာတယ်နော်ဒီမှာ4ခုစုဆင်းပြီးတယ်အဲ့တော့ဒီမှာ86ပေါင်းတော့4-9ရတယ်နောက်2ရက်အတွင်းမှာမဖြစ်မနေဆင်းပြရမယ်တဲ့နော်3ခု2-4ဆိုပြီးဆင်းပေးသွားတာနော်အဲ့တော့2ရက်တစ်ဖြတ်ဘူးရာဒီမှာ3-6ပေါင်းနဲ့9-4အဲ့ဒီ9-4ရဲ့ပြန်ဖွင့်တဲ့2ရက်အတွင်းမှာ9-4နှလုံးလုံးဟာထီရဟုတ်ပြီနော်အဲ့ပုံစံမျိုးလေးအဲ့တော့အင်္ဂါဘုတ်တဘူးဘူးမကြုံမှာ9-4 1 chain ရှိတယ်လို့ပတ်ထားမှာနော်လုံးပိုင်နေတယ်ရှိမယ်အဲ့တော့နောက်တစ်ခုကျွန်တော်9-4ကိုပဲစုံချက်နောက်တစ်ခုထပ်ပြပေးမယ်ဟုတ်ပြီနော်အဲ့တော့သူကြတော့လေအဲ့လိုပဲ2ရက်တစ်ဖြတ်စောင်းပေါင်းပါနော်စောင်းပေါင်းပါဒီမှာဒီပေါ်ပင်လေးကနေပဲစစ်ခဲ့မယ်ဒီမှာ88ပေါင်းနဲ့6-1က2ရက်အတွင်းမှာ6-1တစ်လုံးထိပေးရမယ်ဒီမှာ6လုံးထိပေးဒီမှာ88ပေါင်းနဲ့6-1 2ရက်အတွင်းမှာ1-6လေးထိပေးရမယ်1-6လေးထိပေး4ရက်5ရက်ပေါင်းနဲ့9-4ရက်2ရက်အတွင်းမှာ9-4လေးထိပေးရမယ်9ထိပေးတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာစောင်းပေါင်းမှာ6ရက်5ရက်ပေါင်းနဲ့1-6နှလုံးရတယ်နော်2ရက်အတွင်းမှာထိပေးရမယ်နော်ထိပေးတယ်အဲ့တော့ဒီမှာ3ရက်5ခွန်နော်5ခွန်ပေါင်းမှာ2ခေါ်လောပါ2ရက်အတွင်းမှာထိပေးရမှာဆိုတော့ထိပေးတဲ့2 break တွေဆင်းသွားတယ်နော်304ပေါင်းတော့4-9တလုံးရတယ်2ရက်အတွင်းမှာမဖြစ်မနေထိပေးရမယ်3-9လို့2-4လို့ထွက်ပေးသွားတယ်ဟုတ်ပြီနော်အဲ့တော့3-8ဒီမှာနော်3-8ပေါင်းလဲ83နော်83နှလုံးရတယ်2ရက်အတွင်းထိပေးရမယ်ဒီမှာ2-3ဆိုထွက်တယ်83ဆိုထွက်တယ်အဲ့တော့ကျွန်တော်တို့အခုပြန်ဖွဲ့မဲ့2ရက်အတွင်းမှာဘာလာမလဲဆိုတော့2ရက်ခွင်ပေါင်းတယ်စောင်းပေါင်းတယ်9-4အဲ့ဒီ9-4ကလည်း2ရက်အတွင်းမှာရှိတယ်အဲ့တော့ဒီအလဲပေါင်းတယ်9-4ကလည်း2ရက်အတွင်းရှိမယ်ဒီစောင်းပေါင်းတယ်9-4ကလည်း2ရက်အတွင်းရှိတယ်ဒါကျွန်တော်ရဲ့ site တွေနော် letter site နှစ်မှုမှာ9-4က2ရက်အတွင်းလာဖို့ရှိတယ်ဆိုတာကိုကျွန်တော်ပြပေးတာနော်အဲ့တော့9-4 1 chain ကင်မဲ့လူတွေအမျိုးတွေအတွက်9-4 chain မှာ2ရက်အတွင်းလုံးပိုင်းနေနဲ့ပတ်သီးနေနဲ့ဆော့မယ်ဆိုရင်9-4ပတ်သီးပါအခွေလိုက်တဲ့အမျိုးတွေဆိုရင်လည်း4-9ပါတဲ့အခွေတွေဆိုရင်လိုက်လို့ရအောင်ကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်နော်